Hello everyone ဒုက္ခဖြစ်ပါတယ်ရှင်ဒုက္ခဗီဒီယိုလေး update မလုပ်ဖြစ်တာနည်းနည်းကြာသွားပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီကာလတော့ဒုက္ခ uni စတက်တဲ့အချိန်ဆိုတော့ကျောင်းစာတွေလူမှုရေးကိစ္စတွေနဲ့အလုပ်ရှုပ်ပြီးတော့ကျန်တဲ့ကိစ္စတွေကိုအချိန်မပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့အခုတော့ uni တက်တာက3လကျော်လောက်ရှိပြီအဲ့ဆိုတော့ဒုက္ခကိုဘာသာကိုလည်း time management လုပ်ရတာလည်းလွယ်လာတယ်အချိန်လည်းပိုရလာတယ်ပေါ့နော်ဒုက္ခဗီဒီယိုလေးတွေလည်းလုပ်ချင်တယ်အချိန်မရှိလို့ဒါမလုပ်ရတာပေါ့နော်အခုတော့အချိန်ရလာပြီဖြစ်တဲ့အတွက်ဗီဒီယိုလေးတွေကိုတော့ပုံမှန်လုပ်ဖြစ်အောင်လို့အချိန်ပြီးတော့ပါမယ်ပြီးတော့ဒုက္ခဗီဒီယိုမလုပ်ဖြစ်တဲ့အချိန်လေးမှာလည်းတချို့မောင်လေးညီမလေးဒီကမှဆက်လာပို့ကြတယ်အမဗီဒီယိုလေး update လုပ်ပြီးပါအောင်မျှော်နေပါတယ်ဆိုလို့လေတကယ်ကျေးဇူးတင်ရပါတယ်အခုဗီဒီယိုလေးတွေဒီလိုအားပေးပြီးတော့စောင့်ကြည့်ပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကတော့ထူးထူးခြားခြားတော့မဟုတ်ပါဘူးgrade 12စာမေးပွဲဖြည့်ဖို့အတွက်တလားအောင်မကြံတော့ဘူးเนาะဒါကြောင့်မလို့တက္ကသိုလ်ဝင်စာမေးပွဲဖြည့်ဖို့တဲ့အမတယောက်ကျောင်းသားတယောက်အနေနဲ့ကိုယ့်ရဲ့မောင်လေးညီမလေးတွေကိုမှားခြင်းတဲ့အကြောင်းအရာလေးတွေသိတဲ့အချက်ကလေးတွေကိုမျှဝေတဲ့ဗီဒီယိုလေးပေါ့เนาะဒီဗီဒီယိုလေးမှာတခါကိုအမလိုပဲသုံးသွားပါမယ်ကိုမောင်လေးညီမလေးကိုပေါ့เนาะအမတယောက်က experience တွေကို sharing လုပ်ပေးတဲ့ vibe မျိုးလိုချင်တဲ့အတွက်ကြောင့်အမလိုပဲသုံးလိုက်မယ်ပေါ့เนาะဒါမှမဟုတ်ဒီဗီဒီယိုလေးကတော့ relax ပါဒီတိုင်းပဲဒုက္ခကကိုယ့်ရဲ့အတွေ့အကြုံလေးကို sharing လုပ်ပေးမယ်မောင်လေးညီမလေးတို့အတွက်သိတဲ့အကြောင်းအရာလေးကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့ပါလေးပဲကြည့်ရပါတယ် so let's begin the video အခုစမွေးဖြေဖို့တလားအောင်မကြံတော့ဆိုတော့မောင်လေးညီမလေးတို့စာရွက်အတုကစားကြိုးစားနေကြလိမ့်မယ်လို့မှတ်ထင်ပါတယ်စမေးပွဲက3လပိုင်း17ရက်နေ့ဖြေရမှာเนาะဂျားထဲမှာ physics နဲ့ဘိုင်ယိုမဖြေခင်တရက်နာအောင်မယ်အဲ့ဒါကိုတချို့မောင်လေးညီမလေးတွေကကြောက်နေကြတယ်ပေါ့နော် physics နဲ့ဘိုင်ယိုနဲ့မိကုန်းခတ်တော့မလားမသိဘူးဆိုပြီးတော့သူတို့လန့်နေကြတယ်အဲ့ဒါမိကုန်းခတ်တာလွယ်တာကမတို့မသိနိုင်ဘူးလေဘယ်သူမှမသိနိုင်ဘူးမိကုန်းထုတ်တဲ့ professor တွေဆရာဆရာမတွေကလွယ်လို့ကျန်တဲ့သူတွေဘယ်သူမှမသိနိုင်ဘူးဒါကြောင့်မလို့ကိုယ့်ရဲ့တာဝန်ကကျောင်းသားတစ်ယောက်အနေနဲ့အခုလက်ရှိအချိန်မှာတန်ဖိုးရှိနဲ့အကောင်းဆုံးကြိုးစားသွားဖို့ပဲကိုပုံမှန်ကြိုးစားနေတဲ့အတိုင်းလေးပဲဆက်ပြီးတော့ကြိုးစားသွားလိုက်ကိုကအဲ့လိုမျိုးလန့်နေတယ်စိတ်ချောက်ချားနေတယ်အိတ်မပျော်စားမဝင်ဖြစ်နေရဆိုရင်ကိုစာဘလောက်ကြက်ကိုခေါင်းထဲကိုအဲ့စာတွေကဝင်မှာမဟုတ်ဘူးအမကိုယ်တိုင်လည်းအဲ့လိုဖြစ်ဘူးလို့ပြောပြတာလူစိုးရိမ်နေတာအနာဂတ်ကိုတွေးပြီးစိုးရိမ်နေတာဘာမှအကျိုးမရှိပါဘူးဒါကြောင့်မလို့မောင်လေးညီမလေးကိုမှာချင်တာကစိုးရိမ်မလွန်ပါနဲ့ကိုပုံမှန်စူးစမ်းနေတဲ့အတိုင်းလေးပဲစူးစမ်းသွားပါဖြစ်မလားတဲ့ကိစ္စတွေကိုတွေးပူမနေပါနဲ့တစ်ခုမှာချင်တာကတော့အားမလျှော့ဖို့ပါကိုယ့်ရဲ့ target အမှတ်မရောက်နိုင်သေးလို့ဆိုပြီးတော့အားမလျှော့ပြလိုက်နဲ့ပေါ့နော်အခုဘလောက်မှတော့မလို့တော့ဒီအချိန်လေးထဲမှာကိုစူးစမ်းရင်စူးစမ်းသလားအမှတ်တွေကတိတာကိုပြောင်းလဲသွားနိုင်ပါတယ်အဲ့ဒါအမကိုတွေ့ပါပဲအမရှိဗီဒီယိုတစ်ပုဒ်မှာလည်းပြောဖို့ပါတယ်အမရဲ့ Pilot 3 result ပေါ့နော် Pilot 3တင်ချအမှတ်နဲ့ Pilot 4တင်ချအမှတ်နဲ့ပေါ့နော်အဲ့မှာအမရဲ့အမှတ်တွေကလေ Pilot 3နဲ့ Pilot 4အမှတ်ဘာသာတိုင်းမှာတော်တော်လေးကိုကွာသွားတာပါအမပုံလေးတွေပြီးရင်အတက်လုပ်တဲ့အခါမှာထည့်ပေးထားမယ်ပေါ့နော်အမ Pilot 3နဲ့ Pilot 4ဂျားထဲမှာဘလောက်ပဲကွာလဲဆိုရင်တစ်လပဲကွာပါတယ်ဂျားထဲမှာတစ်လပဲခြားတယ်အဲ့အချိန်လေးအတွင်းမှာကိုအမရဲ့အမှတ်တွေကတိတာကိုပြောင်းလဲသွားတာအချိန်လေးထဲမှာနော်အမလုံးဝ focus အပြည့်ထားပြီးတော့စာအုပ်စူးစမ်းလိုက်တာတော်တော်လေးကိုကွာသွားပါတယ်ဒါကြောင့်မို့ပေါ့နော်မောင်လေးညီမလေးတို့အဲ့အောင်တာတကားယူစီချင်တာကိုရှိမှာအမှတ်နေခဲ့လို့ဆိုပြီးတော့လက်လျှော့လိုက်လို့မရဘူးပေါ့နော်စက်တိုက်ကြိုးစားသွားပါဒီအချိန်လေးကြံတဲ့တလားအောင်မကြံတော့တဲ့အချိန်လေးထဲမှာကိုယ့်ရဲ့အားအိမ်တွေအကုန်လုံးကိုလေစာထဲမှာပဲအပြည့်နှစ်ထည့်ပြီးတော့ကြိုးစားလိုက်ပါတကယ် final result ကတိတာကိုကွာသွားပါလိမ့်မယ်ကိုကထူးခြားအံ့ဩဖွယ်ကောင်းတဲ့ရလဒ်ကိုလိုချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့အားစိတ်ထုတ်မှုကလည်းထူးခြားအံ့ဩဖွယ်ကောင်းတဲ့အားစိတ်ထုတ်မှုတော့ဖြစ်ရမယ်ပေါ့နော်ကိုပုံမှန်စိတ်ထုတ်တဲ့အားထက်အစများစွာတာလွန်တဲ့အားစိတ်ထုတ်မှုမျိုးတော့ထဲမှာဖြစ်မယ်ဒါမှသာကိုလိုချင်တဲ့ result ကိုရနိုင်မှာပေါ့နော်အဲ့လိုကြိုးစားတဲ့အခါမှာနောက်ထပ်အရေးကြီးတာကတော့ယုံကြည်မှုပါကိုယုံကြည်မှုရှိဖို့တကယ်အရေးကြီးပါတယ်အမထင်တယ်ပေါ့နော် grade 12ကာလကလေကိုယ့်အတွက် challenge အများဆုံးကာလပဲကိုယ့်စိတ်ကိုလည်း challenge ပြန်ခေါ်ရတယ်ကိုယ့်ရဲ့ ability တွေနောက်ပြီးတော့ကိုယ့်ရဲ့ potential တွေကိုလည်းလုံးဝ challenge ခေါ်ပြီးတော့ကိုကြိုးစားရတဲ့ကာလပေါ့နော်အမအခုငယ်ကလေးကနေပြီးတော့တက္ကသိုလ်ထိလေကိုယ့်အတွက် challenge အများဆုံးကာလကတော့အဲ grade 12ကာလပဲအများကြီးစူးစမ်းခဲ့ရတယ်ပေါ့နော်ယုံကြည်မှုတွေလည်းတစ်ခါတလေကြာရင်ပျောက်သွားမျိုးရှိတယ်အမက
ငယ်တော့ပုံမှန်ဆိုရင်top 1 to 10နဲ့ပုံမှန်ဝင်နေပေါ့နော်ဒါပေမဲ့ grade 12ရောက်သွားတဲ့အခါမှာကိုက1 to 10နဲ့တော့မဝင်တော့11 to 20ပေါ့နော်အဲ့လောက်ပဲဖြစ်သွားတယ်ပြီးတော့အမှတ်ကပုံမှန်ပိုင်းလို့တွေဖြည့်တိုင်းရတာပိုင်းလို့3ထိတာပေါ့နော်400ကျော်ပဲရတယ်ကိုကအကြောင်းမတက်ခင်ကတော့မှန်းထားတာ900ကျော်အောင်လုပ်မယ်ပေါ့6ဘာသာရဲ့ထွက်အောင်လုပ်မယ်အဲ့ကိုကျင်းဝါထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပိုင်းလို့တွေဖြည့်တော့အမှတ်တွေကကိုထင်တဲ့လောက်လည်းမရအောင်6ဘာသာလည်းတစ်ခါမှမထွက်ဘူးပိုင်းလို့3ထိရလေအမှတောက်လျှောက်စိတ်ဓာတ်တွေကြာခဲ့ရတယ်ငါဖြစ်ချင်တဲ့ရီမှန်းချက်ကိုရနိုင်ပါမလားကိုကိုယုံကြည်မှုတွေပျောက်တယ်ပေါ့နော်ငါမရနိုင်တော့ဘူးထင်တယ်ဆိုပြီးတော့ထင်ခဲ့တဲ့ကာလတွေလည်းအများကြီးရှိရဒါပေမဲ့ကိုအဲ့လိုယုံကြည်မှုတွေကြာသွားတဲ့အချိန်မှာကိုရဲ့အတွက် motivation ဖြစ်နိုင်တဲ့အရာကိုပြန်ပြီးတော့တွေးရတယ်ပေါ့နော်ဥပမာကိုရဲ့ရီမှန်းချက်ပေါ့ကိုက6ဘာသာထွက်ချင်တယ်အမှတ်များချင်တယ်အဲ့ဒါရဖို့တော့ငါကြိုးကိုစူးစမ်းမယ်ဆိုတော့ motivation လေးပြန်သွင်းတယ်ပြီးတော့တခါတလေမှာလဲပေါ့နော်အဲ့လိုဟာတွေက external motivation ပေါ့ internal motivation ကအလုပ်ဖြစ်တဲ့အခါမျိုးလည်းရှိတယ် internal motivation က external motivation တက်အများကြီးကိုသားပါတယ်အဲဒါဆိုတော့ကိုချစ်ရတဲ့သူတွေပေါ့နော်မဆိုရင်ကိုမိသားစုတွေကိုပြန်ပြီးတော့တွေးရပေါ့ကိုငငယ်ကလေးကနေပြီးတော့ဒီလိုဖြစ်လာဖို့အတွက်သူတို့တွေမှာစိုက်ထုတ်ခဲ့ရတဲ့ငွေအားလူခန္ဓာကိုယ်အင်အားပေါ့နော်ခွန်အားတွေငွေအားတွေသူတို့ရဲ့အချိန်တွေအမှပြန်တွေးပြီးတော့သူတို့ကိုယ့်အပေါ်မှာအများကြီးယုံကြည်ထားကိုယ်တိုင်ကိုယုံကြည်မှုပြောင်းနေရင်သူတို့ဖြစ်စေချင်တဲ့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်ပါမလားဆိုပြီးတော့ပြန်တွေးပြီးတော့ကြိုးစားရတယ်ပေါ့နော် internal motivation ကတော့အမအတွက်တကယ်ကို biggest motivator ပါပဲကိုယုံကြည်မှုမပြောက်စေနဲ့ငါလုံနိုင်တယ်ဆိုပြီးတော့တွေးထားပါတော့စိတ်ကအရာရာကိုဥဆောင်နေတာပါမြတ်စွာဘုရားလည်းဟောတဲ့နေရာမှာပါတယ်ပေါ့နော်စိတ်သာဆောင်ရင်ဘာမှမဆိုဖြစ်နိုင်တယ်အမဥပမာလေးတစ်ခုနဲ့ပြောပြမယ်နော်သိပ္ပံပညာရှင်တယောက်ကလူအုပ်စု2စုခွဲလိုက်တယ်ပေါ့နော်အုပ်စု A နဲ့အုပ်စု B နဲ့ပေါ့အဲ့မှာသူတို့တွေကစီးတိုက်တယ်အုပ်စု A ကိုတော့သူကတကယ်အားစီးအစစ်တိုက်တယ်ပေါ့အုပ်စု A မှာရှိတဲ့လူတိုင်းကိုအားစီးတယောက်တစ်လုံးစီနေတိုင်းတိုက်တယ်အုပ်စု B ရသူတွေကိုလည်းသူကတခုတော့တိုက်တယ်ဒါပေမဲ့အဲ့ဥစ္စာကကျတော့ဘာအာနိသင်မှမရှိတဲ့စီးပေါ့နော်လုံးဝကောင်းကျိုးလည်းမဖြစ်စေဘူးဆိုးကျိုးလည်းမဖြစ်စေဘူးဒီတိုင်းဘာအာနိသင်မှမပါတဲ့စီးဒါပေမဲ့ तू ကအဲ့လူတွေကိုဘယ်လိုပြောပြီးတိုက်လဲဆိုရင်အားစီးလို့ပြောပြီးတိုက်တယ်ဆိုတော့အုပ်စု A ကတော့တကယ်အားစီးအစစ်ကိုတောက်ရတယ်အုပ်စု B ကတော့အားစီးအစစ်ကိုမတောက်ရဘူးပေါ့နော်အဲ့လိုမျိုးတိုင်ရင်တဲ့ရက်တီကြာလာတဲ့အခါမှာ10ရက်လောက်ကြာတဲ့အခါမှာဒီအုပ်စု A နဲ့အုပ်စု B နဲ့လူတွေကိုမေးကြည့်ရပေါ့အုပ်စု A ကိုမေးကြည့်တော့ကိုယ့်ရဲ့ခဏကိုအခြေအနေဘယ်လိုနေလဲအရင်တော့ထပ်ပို့ပြီးလန်းလန်းဆန်းဆန်းရှိလာတလားမေးတော့အုပ်စု A ကတော့အားစီးတောက်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုပို့ပြီးလန်းဆန်းလာတယ် active ပို့ပြီးဖြစ်လာတယ်အဲ့လိုဖြေကြတယ်ပေါ့နော်အုပ်စု B ကိုလည်းအဲ့လိုမေးတဲ့အခါမှာသူတို့ကလည်းအဲ့တိုင်းပဲပြန်ပြေးတယ်အရင်တော့အားတွေပို့ပြီးပြည့်လာတယ်ကိုလှုပ်ဆောင်နိုင်စွမ်းတွေအရင်မြင့်လာတယ် productivity ဖြစ်လာတယ်လို့ထင်တယ်ဆိုပြီးတော့ဖြေကြတယ်ဒါပေမဲ့အုပ်စု B ကိုတိုက်တာလုံးဝအားစီးမဟုတ်ဘူးသူတို့ကိုဒီလိုမျိုးဖြစ်လာစေတယ်ကိုအင်အားတွေတက်ကြွလာတယ်ဆိုပြီးဖြစ်စီတာသူတို့ရဲ့ယုံကြည်ချက်ငါတို့ကိုတိုက်နေတဲ့စီးကအားစီးပဲဆိုပြီးတော့ယုံကြည်နေရဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်ကအားတွေအများကြီးထွက်လာပြီးတော့လမ်းဆန်းတက်ကြွနေအဲ့လိုမျိုးပဲဒီမာတင်ကိုတိတာတယ်လူတွေရဲ့အရာမှာဘာဥဆောင်နေလဲဆိုရင်စိတ်ကဥဆောင်နေတာပါဒါတကယ်လက်တွေ့စမ်းသပ်ချက်တစ်ခုပေါ့နော်သူကလည်းစီးတက်ကူရောက်မှဆရာမတွေပြောပြတော့တိလာတာပေါ့နော်အဲ့လိုစီးမျိုးကတကယ်ရှိပါတယ်ဒါကြောင့်မလို့ဒီဥပမာကိုက inspire ယူပြီးတော့ကိုယုံကြည်မှုထားပေါ့နော်ကိုမှမယုံကြည်ရင်တခြားသူတွေယုံကြည်နေလဲဘာထူးမှလဲအဓိကကကိုစိတ်ပဲငါလုံနိုင်တယ်လို့သာတွေးထားပြီးတော့အကောင်းဆုံးမိုင်းကုံစူးစမ်းပလိုက်စမ်းပါလုံနိုင်ပါတယ်ဒုက္ခရမောင်လေးညီမလေးကလုံနိုင်တယ်ဆိုတာယုံကြည်ပြီးသားပါနောက်တစ်ခုကတော့ဗုဒ္ဓဘာသာဝင်နေဆိုရင်ဖရာတရားတန်ခါမိဘဆရာနန္ဒောနန္ဒ၅ပါးကိုမမေ့ဘူးပေါ့နော်နေတိုင်းပေါ့နော်ဖရာကိုကြာကြီးမရှင်ခိုးဖြစ်ရင်တော့မှနန္ဒောနန္ဒ၅ပါးနဲ့ယရဏ၃ပါးကိုတော့အမြဲနှလုံးသွင်းပေါ့နော်အိယာထားတဲ့အချိန်အိယာဝန်ကနီးအချိန်နန္ဒောနန္ဒ၅ပါးနဲ့ယရဏ၃ပါးကိုတော့အမြဲဥခိုက်ကြော်ပြီးမှအိပ်ဖို့အတွက်မှာကျင်ပါတယ်ကျန်တဲ့ဘာသာဝင်မောင်လေးညီမလေးတွေလည်းကိုကိုယ်ရယုံကြည်ရလိုက်ပေါ့နော်ဘာသာရေးကိုတော့မမီးမလျော့ဘူးအတွက်ပေါ့နော်အဲ့ဒီဘာသာရေးကိုပဲအချိန်လေးတားပေးရမယ်လို့ဆိုလို့မဟုတ်ပါဘူးကိုအခါနီးချိန်အိယာထားအချိန်လေးပေါ့နော်အာယုံပြုဖို့အတွက်ပြောချင်တာပါဖရာတရားကလည်းကိုယ့်အတွက်
စိတ်လုံခြုံတာတစ်ခုဖြစ်စေတယ်ပေါ့နော်ဒါကြောင့်မလို့ဖះတရားကိုလည်းမမေ့ဖို့အတွက်မှာချင်ပါတယ်အားလုံးထဲမှာအရေးအကြီးဆုံးကတော့ကိုယ့်ရဲ့ကျန်းမာရေးပါပဲအခုစာမေးပွဲလဲနီးလာဖြစ်တဲ့အတွက်ကြောင့်ကျန်းမာရေးကိုအရင်အထပ်ပို့ပြီးတော့ဂရုစိုက်ရမယ်နော်ကိုကရှေ့မှာအများကြီးကြိုးစားလာခဲ့ပြီးကြိုးစားလာခဲ့ပြီးတဲ့အခါမှာအခုလိုတလကျော်တော့မကြံတော့တဲ့အခြေအနေမျိုးလေးမှာကျန်းမာရေးဆူဆူဝါးဝါထဖြစ်သွားတယ်ကိုကရေချိုးကန်ထဲမှာချော်လဲရပဲဖြစ်ဖြစ်ပေါ့နော်တခုခု accident လေးလက်ကျိုးချီကျိုးဖြစ်သွားတယ်ဆိုရင်ကိုကြိုးစားခဲ့သမျှဟုတ်ကုန်တဲတဲရေသွန်ဖြစ်သွားမှာဒါကြောင့်မလို့ကိုကျန်းမာရေးကိုလည်းဂရုစိုက်ပေါ့နော်အစားအသောက်ကိုလည်းစင်ကြယ်မှာရေချိုးလည်းမမားစေနဲ့ပေါ့နော်ဒါအီးနေတဲ့အချိန်မှာရေစွတ်ချိုးတာမျိုးလည်းမလုပ်ပါနဲ့အစားအသောက်ကိုလည်းအာဟာရပြည့်ဝတဲ့အစားအစာတွေစပါအီးတွေတို့နောက်ပြီးတော့ချောင်းဆူးစီမဲ့အစားအစာတွေဖျားစီမဲ့အစားအစာတွေနောက်ပြီးဝမ်ရှောစီမဲ့အစားအစာတွေပေါ့နော်အဲ့ဒီအစားအစာမျိုးတွေကိုလုံးဝရှောင်ပါအခုကာလရောစာမီးပွဲဖြည့်နေတဲ့ကာလအတွင်းရောလုံးဝအစားအသောက်ကိုတတိထားပါပြီးတော့အရေးဝအောင်လည်းအိပ်ပါနော်စာမီးပွဲနီးနေပြီဖြစ်တဲ့အတွက်ကြောင့်စာကိုညလုံးပေါက်လုံးမယ်ဆိုပြီးတော့မတွေးပါနဲ့စာမီးပွဲနီးတာလေးအရေးဝအောင်လို့အုံနောက်ကို fresh ဖြစ်အောင်လို့ပို့ပြီးတော့အချိန်လေးပြီးပြီးတော့အရေးဝအောင်အိပ်ရမယ်ပေါ့နော်မတို့ဆိုရင်စာမီးပွဲဖြည့်နေတဲ့ကာလအတွင်းလေးနေ့လယ်ဘက်တွေအိပ်ပါတယ်မြန်မာစာဖြည့်ပြီးပြန်လာတယ်မလားပြန်လာတဲ့ထမင်းစားပြီးတော့တန်းအိပ်တယ်စာမီးပွဲဖြည့်တဲ့6ရက်စလုံးနေ့လယ်တိုင်းကတော့လုံးဝကိုအိပ်ပါတယ်ပြီးတော့ညနေ3နာရီလောက်မှစာစလုပ်ရတယ်ပေါ့နော်ဒါကြောင့်မလို့အိတ်တာကလေကိုယ့်ရဲ့အချိန်ကိုဖဲ့ယူနေရမှာမဟုတ်ပါဘူးကိုကျန်းမာရေးအတွက်ကိုခန္ဓာကိုယ်အတွက်လိုအပ်တဲ့အနားယူမှုတစ်ခုပေါ့နော်ဒါကြောင့်မလို့မလို့ညီမလေးတို့မိဘနဲ့စာရေးကြီးပဲလုပ်မယ်ဆိုပြီးတော့လည်းမစင်စားပါနဲ့နော်တစ်ခုအနေနဲ့စာမေးပွဲဖြည့်နေချိန်ရက်အတွင်းမှာတည်တဲ့အချက်ကလေးတွေကိုအမကပြပေးပါမယ်ပထမတစ်ခုကတော့စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားဖို့ပါမိကုန်းဆောင်ရွက်မှာဘလို့မိကုန်းမျိုးပဲလာပါနော်လွယ်တဲ့ဟာပဲဖြစ်ဖြစ်ခက်တဲ့ဟာပဲဖြစ်ဖြစ်ကိုယ်စိတ်ကလန့်သွားမျိုးမရှိဘဲနဲ့စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့မိကုန်းတိုင်းကိုဖြည့်ဆို့ခဲ့ပါတချို့မရတဲ့ဟာရှိရင်တော့ခြံခဲ့လိုက်ပေါ့နော်ဒါပေမဲ့ခက်တဲ့ဟာရှိခဲ့တယ်ဆိုရင်လည်းကိုမှတ်မိတဲ့လောက်ပေါ့နော်ကိုရတဲ့လောက်ကိုအကောင်းဆုံးဖြည့်ဖို့အတွက်မှာချင်ပါတယ်ပြီးတော့ကိုအတွက်မရတဲ့အပုတ်တွေလာလို့ဆိုပြီးတော့လန့်သွားတာမျိုးမဖြစ်နဲ့ပေါ့နော်ကိုကအဲ့လိုလန့်သွားခဲ့မယ်ဆိုရင်ကိုရပြီးသားအပုတ်တွေပါကောင်းကောင်းမဖြည့်နိုင်မဲနဲ့အမှတ်လျော့သွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါအမကိုတွေ့ပါအမရဲ့ Pilot 4 Chemistry အမှတ်နဲ့ Final ရဲ့ Chemistry အမှတ်ကတော်တော်လေးကိုကွာပါတယ်။ဘာကြောင့်ကွာသွားတာလဲဆိုတော့အမလန့်သွားလို့ပါ။အမ Chemistry ဖြည့်ရဲ့ရက်ကနည်းနည်းလေးစိတ်လိုရှာပြီးကြောက်နေရပါတော့။ဒါကြောင့်လဲဆိုတော့မဆောင်ပွဲခဲမဝင်ခင်စာရီပြန်နှွေးရဲ့အချိန်မှာနှွေးမမိလိုက်တဲ့အပုတ်ကလေးရှိရပါတော့။နှွေးဖို့အတွက်အချိန်မရလိုက်တဲ့စာမျက်နှာတချို့ရှိရအဲ့ဟာတွေမိမအောင်မကြောက်နေ။ပြီးတော့မိကုန်းဆိုင်ရဲ့လည်းရချင်းမှာပဲမိကုန်းရဲ့အစာပိုင်းလောက်မှာပါလာတယ်။အမမနှွေးလိုက်ရတဲ့ပုတ်။အမမနှွေးလိုက်ရတဲ့စာမျက်နှာတွေကမိထားတာပေါ့နော်။2မှတ်တန်3မှတ်တန်လောက်ပဲရှိရ။အမတော်တော်လန့်သွားပြီးတော့နောက်ရပြီးသားပုတ်တွေကိုပါခေါင်းမဖြေနိုင်တော့လက်ကသာဖြေနေတယ်။မစိတ်နဲ့လူနဲ့မကတ်တော့ကိုဖြေရမှားလားမှန်လားဝေခွဲလို့မရတော့ဘူးပေါ့နော်။ကိုစိတ်ထဲမှာအဲ့မရလိုက်တဲ့အပုတ်ဟိုမေ့နေတဲ့ပုတ်ပေါ့နော်မနှွေးလိုက်ရတဲ့အပုတ်ကြီးပဲ record ပြန်ခေါ်နေတာဖြစ်တဲ့အတွက်ဖြေနေတဲ့အပုတ်ကအာရုံမဆိုင်နိုင်တော့မ chemistry ဖြေပြီးတော့2ခေါက်3ခေါက်လောက်ပြန်စစ်ချင်ရတယ်ဒါပေမဲ့အဲ့စစ်တိုင်းလေကိုဖြေပြီးသားတွေကမှားနေတဲ့အမှားတွေကိုရှာမတွေ့နိုင်ခဲ့ဘူးအဲ့ရှေ့ကအပုတ်ကြီးကိုပဲတော့ရှောက်စဉ်းစားနေပြီးတော့ဒါကြောင့်မလို့ final မှာ result ထွက်လာတော့တော်တော်လေးအမှန်ကကွာနေရပေါ့နော်အမအဲ့လိုအမှန်ရောလိမ့်မယ်လို့ကိုထင်မထားဘူးပေါ့နော်ကိုအဲ့လို form မှာတော့ဒီလောက်အမှန်များတာ final ဆိုရင်လည်းများမှာပဲဆိုပြီးတော့အမှန်တွက်ထားတာဒါပေမဲ့အမှတ်တရတော်တော်ကွာနေရပေါ့နော်အဲ့ဒါဘေးကအဆုံးဖြတ်ပေးလိုက်တာဆိုတော့ကိုယ့်ရဲ့စိတ်ကပဲကိုယ်စိတ်ကလန့်သွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုဖြစ်သွားတာပေါ့နော်ဒါကြောင့်မို့မောင်လေးညီမလေးကိုဆောင်းမွေးဖြေတဲ့အခါမှာစိတ်တီးတီးငြိမ်ငြိမ်ထားဖို့အတွက်မှာချင်ပါတယ်ပြီးတော့နောက်တစ်ခုอ่ะပေါ့နော်ကိုတဘာသာဖြေပြီးသွားပြီဆိုတော့အဲ့တဘာသာကိုလုံးဝအပြတ်ထားခဲ့လိုက်ပါနောက်တဘာသာအတွက်ကိုပဲအကောင်းဆုံးကြိုးစားပါကိုဖြေပြီးသားဘာသာကိုမာခဲ့တာတွေရှမ်းခဲ့တာတွေမဖြေနိုင်ခဲ့တာတွေတွေးမနေနဲ့ဝမ်းနဲ့မနေနဲ့တော့အဲ့ဒါပြင်လို့လည်းမရတော့နောက်တစ်ခါထပ်ဖြေရမှာလည်းမဟုတ်တော့ဒါကြောင့်မလို့ကိုနောက်တစ်ဘာသာဖြေရမယ့်အတွက်ရနေတဲ့အချိန်လေးလက်ရှိအချိန်လေးကိုအကောင်းဆုံးကြိုးစားပြီးတော့ပြင်ဆင်လိုက်ပါနောက်ဘာသာကိုပဲအကောင်းဆုံးကြိုးစားလိုက်ပါဒါကလက်တွေ့ဘဝမှာလည်းတကယ်အသုံးဝင်တဲ့ mindset တစ်ခုပေါ့နော်ကိုထိန်းချုပ်လို့မရနိုင်တဲ့ကိုပြင်လို့မရတဲ့ဟာတွေကိုလိုက်ပြီးတော့ဝမ်းနေပြီးထိန်းချုပ်ဖို့ကြိုးစားနေမယ်ဆိုကို
လက်တွေ့မှာပေါ့နော်ကိုလက်ရှိမှာရှိနေတဲ့အခွင့်အရေးကိုပဲမိမိရစုပ်ကိုင်ပြီးတော့ပဲကြိုးစားပေါ့နော်ဒါတကယ်ကိုအရေးကြီးပါတယ်နောက်ပြီးတော့အရေးကြီးဆုံးကတော့ကျန်းမာရေးပါပဲကျန်းမာရေးအထူးယူဆိုင်ပါဆောင်းမွေးဖြစ်နေတဲ့ရက်အတွင်းမှာစားတောက်ကိုစင်ကြင်ပါပြီးတော့သွားလာနေထိုင်အောင်လည်းစင်ကြင်ဖို့အတွက်မှာကျင်ပါတယ်အဲဆိုရင်တော့အခု grade 12ဖြစ်မယ်မောင်လေးညီမလေးတို့အတွက်မှာကျင်တာကတော့ဒီလောက်ပါပဲတော်တော်လေးလဲစုံသွားပြီလို့ထင်ပါတယ်ပြီးတော့ခုမားရဲ့ဗီဒီယိုကိုကြည့်နေကြတဲ့ grade 12ဖြစ်ဆိုမယ်မောင်လေးညီမလေးတွေအကုန်လုံးထူးထူးချွန်ချွန်နဲ့ကိုရီမှန်းထားတဲ့အတိုင်းအကောင်းဆုံးဖြည့်စွနိုင်ပါစေလို့မဆုတောင်းပေးပါတယ်မောင်လေးညီမလေးတို့လုံနိုင်နိုင်မယ်လို့လည်းမယုံကြည်ပါတယ်ကဲအကောင်းဆုံး result တွေရအောင်ဖြည့်စွနိုင်ပါစေresult ထက်တဲ့ချိန်ကိုညွှန်နေပါမယ်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် bye bye